ကျွန်တော်ကိုပေါ့နော်ဒီပေါ်မှာမေးထားတဲ့ညီမလေးတယောက်ပေါ့နော်ဒူဘိုင်းမှာနာမည်ရတဲ့ကုမ္ပဏီလေးတွေရဲ့နာမည်လေးတစ်ချက်လောက် share ပေးပါပေါ့နော်အဓိကအပြင်တော့ကျွန်တော်ကတော့ဒီ hotel industry နဲ့ပတ်သက်တာတွေကျွန်တော်အများဆုံးပြောတာရှိတယ်ဆိုတော့ကျွန်တော်ကတော့ဒီ field ထဲမှာရှိတဲ့လက်ရှိဒူဘိုင်းမှာပေါ့နော်လုပ်လို့ရတဲ့လုပ်ကန်ရတာလည်းအဆင်ပြေဆုံးပြီးတော့ဝင်ငွေရကြည့်မယ်ဆိုလဲပေါ့နော်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုး hotel တွေရှိပါတယ်ကျွန်တော်အဲ့ဒီ hotel brand တွေကဘယ်လို hotel တွေရှိမလဲဆိုရင်ဥပမာကျွန်တော်ဒီ Jumeirah ပေါ့နော် Jumeirah တို့လို group တို့မျိုးဆိုရင်ကျွန်တော်တို့ service charges လည်းကောင်းတယ်တချို့ဆိုင်တွေဆိုလည်း tip man တွေကောင်းတယ်ပြီးရင် basic salary ကလည်းအထိုက်လျောက်ကောင်းတယ်ပေါ့နော်နောက်တစ်ခု hotel မှာဆိုရင်ဘယ်လို hotel မျိုးတွေရှိမလဲဆိုရင်ကျွန်တော်ကတော့ recommend ပေးချင်တာဥပမာ Bulgari တို့လို hotel ရှိမယ် Shangri-La group တို့လိုရှိမယ်ပြီးရင်အောက်က brand တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဟာတွေကလည်းကျွန်တော်တို့ဒီ hotel brand တွေကောင်းတယ်နောက်တစ်ခုက luxury brand တွေဖြစ်တဲ့ကျွန်တော်တို့ဒီ Dorchester collection ရှိမယ်ပြီးရင် Rich Garden ရှိမယ်ပြီးရင် Saint Regis ရှိမယ်ပြီးရင် Mandarin Oriental တို့လိုပေါ့နော်ဒီလို luxury brand တွေကလည်းအရန်ဟိုမှာကောင်းတယ်ကျွန်တော်တို့ hotel brand တွေပဲဖြစ်ပါတယ်ဒါကတော့ဒါ hotel industry ထဲမှာကျွန်တော်ပြောပြနေတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဥပမာကျွန်တော်တို့ဒီလိုအပြင်မှာလုပ်ချင်တဲ့သူတွေပေါ့နော် stand alone restaurant တွေရှိပါတယ်ဘယ်လို restaurant မျိုး group တွေကကောင်းလဲဆိုရင်ကျွန်တော် research လုပ်ထားချက်အရာပေါ့နော်ကျွန်တော် Bordusa group တွေကနေ run တဲ့ restaurant တွေပြီးရင် Sunset Hospitality တို့လိုမျိုးပေါ့နော် run တဲ့ကျွန်တော်တို့ဒီ group တွေကနေဆိုရင်ပေါ့နော်ကျွန်တော်တို့အရန်ကိုမှ basic salary payroll တွေလည်းကောင်းပြီးတော့ service charges တွေလည်းကောင်းကြပါတယ်ပေါ့နော်အဲ့ဒီ group တွေမှာကျွန်တော်တို့အလုပ်ကိုင်ရမယ်ဆိုရင်ကိုတက်က chance တွေအများကြီးလည်းရှိနေတယ်လို့ပေါ့နော်ဝင်ငွေအနေထားရကြည့်မယ်ဆိုလဲဝင်ငွေအလားအလာကောင်းပါတယ်ဒါကျွန်တော်အပေါ်ကမေးထားတဲ့ comment လို့ပြန်လည်ဖြေကြားပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါခင်ဗျ